မနှက်ဖြန်မှာရုပ်တရက်ဆေးရုံတက်ရမယ်ဒါမှမဟုတ်အလုံးမလုံးနိုင်တော့ဘူးဆိုရင်ကိုပင်ပင်မမန်းစုထားတဲ့ပတ်စံတွေအကုန်ကြခံဖို့အတွက်အသင့်ဖြစ်ပြီလားဒီမနှက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်ပဲပြီးအောင်ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနှက်ဖြန်တိုင်းအတွက်စိတ်ချလိုက်အသက်အာမခံမှာစုဆောင်းတာနဲ့ကာကွယ်တာဆိုပြီး2မျိုးရှိပါတယ်ဒီလိုလေးစဉ်းစားကြည့်အောင်ကိုကပတ်စံကိုဒီဇိုင်းမမတ်စုနေဒါပေမဲ့မမျော်လင့်ထားတဲ့ကျန်းမာရေးပြဿနာနဲ့ကြုံလာရင်ကိုယ့်ရဲ့စုဆောင်းငွေအကုန်သုံးလိုက်ရတာမျိုးဒါမှမဟုတ်မလောက်ငှတာမျိုးလည်းဖြစ်နိုင်တယ်လေဒီလိုအခြေအနေမျိုးမှာကျန်းမာရေးအာမခံအစီအစဉ်ကကိုယ့်စုဆောင်းငွေကိုမတိကအောင်တာဝန်ယူပေးနိုင်ပါတယ်ဒီအပြင်ကိုကအာမခံတက်တန်းကုံဆုံးတဲ့အချိန်ထိကြမ်းမာမာရှိနေရင်ကိုစုဆောင်းထားတဲ့ငွေကိုပြန်လည်ရရှိနိုင်တဲ့အာမခံအမျိုးအစားလည်းရှိပါသေးတယ်ဒါကြောင့်အသက်အာမခံဆိုတာကိုရှိနေတဲ့အချိန်မှာကိုယ့်အတွက်အသုံးဝင်တယ်လို့ကိုမရှိတော့ရင်တော့မှကိုမိသားစုရဲ့ family backup plan ဖြစ်ရှိနေပါဒါဆိုရင်အသက်အာမခံဆိုကိုယ့်အတွက်မလိုအပ်ဘူးဆိုတာထက်ကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်ရဲ့အနာဂတ်အတွက်မရှိမဖြစ်လိုအပ်တယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်အခုဆိုရင်မနှက်ဖြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေပြင်ဆင်ရမလဲဆိုတာသိပြီးလောက်ပြီးထင်ပါတယ်ထပ်မံသိလို့ရမေးခွန်းတွေရှိနေကွန်မန့်မှာမေးထားလိုက်နော်အားလုံးပဲနောက်တစ်ပတ်စနေမှာပြန်တွေ့မယ်